ဒီကိုရောက်လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လီယိုခင်ဗျာကွန်းတွန်းမာရောကွန်းအပြင်မှာပါလူတန်းပေါင်းများစွာကိုလှုပ်ဆော်ပေးခဲ့တယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးကျင်တာကသမိုင်းမှာစံကြီးတင်ခဲ့တဲ့ဘလုံးသမားတယောက်အနေနဲ့တင်မဟုတ်ဘဲအောင်မြင်မှုတွေနောက်ွယ်ကလူသားတစ်ယောက်အကြောင်းပါဝင်မပြီးဆုံးသေးတဲ့အိမ်မက်တွေကိုဆက်လက်အကောင့်ထဲပေါ်နေစေဖခင်တယောက်အကြောင်းကိုပါပြောချင်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ခင်ဗျားကိုအသက်73နှစ်အရွယ်လီယိုစီကိုခေါ်သွားမယ်အဲ့တော့ခင်ဗျားဟာကလေးတယောက်အနေနဲ့အိမ်ဝေးကွာတဲ့ဘာစီလိုနာမြို့ကိုဆွမ်းသားကန်ထွက်ဖို့ပြင်ဆင်နေတဲ့အချိန်ပေါ့အဲ့ဒီအချိန်တော့ခင်ဗျားဘယ်လိုခံစားခဲ့ရလဲအဲ့တော့အကြောင်းလေးပြောပြပေးပါဦးဟုတ်ကဲ့ပထမဆုံးအနေနဲ့ခုလိုကြိုဆိုမှုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုကျွန်တော်ဘာစီလိုနာကိုတယောက်တည်းခီးထွက်ခဲ့ရတာနှစ်ကြိမ်ရှိခဲ့ပါတယ်ဓမ္မတစ်ကြိမ်က15ရက်အတွက်ပါအဲ့တော့ကလပ်ကိုတွားရောက်လေပတ်ခဲ့ပြီးလေ့ကျင့်ခန်းတွေလုပ်ခဲ့ရပါတယ်ဒီ15ရက်အတွက်မှာကျွန်တော်အဖေနဲ့အတူရှိခဲ့ပါတယ်ပြီးတော့မှကျွန်တော်တို့အိမ်ပြန်လာခဲ့ကြတယ်ပြီးတော့မှကျွန်တော်တို့မိသားစုတစုလုံးပြန်သွားခဲ့ကြတာပါဒီကနေ့တော့ဒါကမလွယ်လှပါဘူးကျွန်တော်ကမိသားစုနဲ့အမြဲရှိခဲ့တယ်ဆိုပေမဲ့ဒါကျွန်တော်အတွက်ကြီးမားတဲ့ပြောင်းလဲမှုကြီးပါပဲဘာလို့လဲဆိုတော့ဒါကအားလုံးအတွက်အသိဖြစ်နေလို့ပါကျွန်တော်အတွက်တည်းမကပါဘူးကျွန်တော်မိဘတွေညီကိုတွေအတွက်ပါအသိဖြစ်နေတာပါကျွန်တော်တို့ဟာရိုဆာရီယိုမှာဘဝတစ်ခုရှိခဲ့ပါတယ်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေကျွန်တော်တို့ရဲ့ကျောင်းတွေအခြားအရာတွေအများကြီးပါပဲပြီးတော့တကယ်တမ်းကအခက်ခဲပါတယ်ဘာလို့လဲဆိုတော့အင်ကိုရမ်းလွမ်းတယ်လीကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဇာတိမြေကလူတွေကျွန်တော်တို့ရဲ့မိသားစုတွေကိုအရန်ကိုခင်တွေ့ကြပါတယ်ဒါကြောင့်ခက်ခဲခဲ့ပါတယ်ဘော်ကီလန်မှာခက်ခဲတဲ့အခြေအနေတွေရှိခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ဘယ်တော့မှတန်တရားမရှိခဲ့ပါဘူးဘယ်တော့မှလည်းနောက်ပြန်မဆုတ်ခဲ့ပါဘူးကျွန်တော်အနေနဲ့ဘာလို့ကျင်းနေဆိုတာအရန်ကိုရှင်းရှင်းလင်းလင်းသိခဲ့ပါတယ်ကျွန်တော်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့လိုက်စားနေခဲ့တာပါဒါကြောင့်လည်းကျွန်တော်တို့မိသားစုအနေနဲ့ရှိကိုဆက်ခဲ့ကြပါတယ်ကျွန်တော်ကတော့တစ်ချိန်တည်းမှာပဲတူးချင်းအနေနဲ့လည်းဒါကိုဆက်လက်ရှာဖွေခဲ့တာပေါ့ဟုတ်ကဲ့ဘောလုံးနဲ့ပတ်သက်ပြီးခင်ဗျားပိုင်ဆိုင်ထားတဲ့အရေးချင်းတွေကမွေးရပါလားဒါမှမဟုတ်ခင်ဗျားအနေနဲ့စူးစမ်းရင်တဖြည်းဖြည်းတိုးတက်လာခဲ့တာလားဗျဟုတ်ကဲ့ကျွန်တော်အမြဲပြောခဲ့တာကဘုရားသခင်ကနေကျွန်တော်ကိုမွေးရပါစွမ်းတက်တီတွေပေးသနာတယ်ကျွန်တော်ကိုရွေးချယ်ခဲ့တယ်ပေါ့ကျွန်တော်ငယ်ငယ်တည်းကဒီလိုမျိုးပါပဲဘလုံးနဲ့ပတ်သက်ပြီးဒီအရေးချင်းကိုပိုင်ဆိုင်ထားခဲ့ပါတယ်ဒါပေမဲ့လည်းဒီလမ်းကြောင်းပေါ်မှာကျွန်တော်အပြည့်အဝဆွန့်လွတ်နေနာခံခဲ့ရတယ်ကြိုးစားအားထုတ်မှုတွေလည်းအများကြီးလုပ်ခဲ့ရပါတယ်ကျွန်တော်မှာပိုင်ဆိုင်ထားတဲ့စွမ်းတက်တီကိုပုံအားကောင်းခိုင်မာလာစေဖို့အတွက်ပါဘာလို့လဲဆိုတော့ဘောလုံးနဲ့ပတ်သက်ပြီးအရေးချင်းရှိတဲ့သူတွေကမ္ဘာတော်မှာရန်ကောင်းတဲ့လူတွေအများကြီးရှိပါတယ်ဒါပေမဲ့ professional တယောက်ဖြစ်ဖို့ဆိုတာအလွန်ကြီးမားတဲ့ဆွန့်လွတ်အနစ်နာခံမှုတွေလည်းလိုအပ်ပါသေးတယ်ကျွန်တော်တို့ကတော့ဒါကိုပန်းနိုင်တစ်ခုအနေနဲ့ထားခဲ့တယ်ဒါကိုရယူနိုင်ဖို့ဖြစ်နိုင်သမျှကြိုးစားအထောက်မှုအားလုံးကိုလုပ်ခဲ့ပါတယ်ခင်ဗျားအနေနဲ့ကလပ်တွေပျောက်ရွှေ့ခဲ့ရတဲ့အချိန်တွေမှာဘယ်လိုမျိုးခံစားခဲ့ရလဲဗျခေတော့ပထမဆုံးချိန်ဘာစီလိုနာကနေထွက်ခွာခဲ့ရတာကိုပြောရရင်ပဲရစ်ကိုသွားခဲ့ရတဲ့အချိန်ကအခက်ခဲခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေဘာစီလိုနာမှာဘာတစ်ခုလုံးနေပါနေတိုင်ခဲ့ကြတာမလို့ပါကျွန်တော်သက်73နှစ်ကလေးကဘာစီလိုနာကိုရောက်ခဲ့ပြီးကျွန်တော်ဘဝတစ်ခုလုံးဘာစီလိုနာမှာကုန်ဆုံးခဲ့တာပါကျွန်တော်ဇနီးကတော့သူမရဲ့အသက်20-21နှစ်အရွယ်မှာပထမဆုံးအချိန်ဘာစီလိုနာကိုရောက်လာတာပါဒါကြောင့်ကျွန်တော်ပြောင်းရွှေ့ဖို့ဆိုတာမလွယ်ကူခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တို့အနေနဲ့လေလွန်ကြီးထွေအောင်နေထိုင်တတ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ပေးတဲ့မြို့ကိုပြောင်းခဲ့ကြတယ်ကလေးတွေလည်းသူတို့ရဲ့နေ့စဉ်ဘဝမှာနေသားကျသွားပါတယ်ကျွန်တော်စတီးလည်းတူတူပါပဲဒါပေမဲ့ကျွန်တော်အချိန်ချင်းပြောခဲ့ဘူးလို့ပါပဲဘုံနဲ့ပတ်သက်ပြီးနေ့စဉ်ဘဝမှာတော့ကျွန်တော်မပျော်ရွှင်ခဲ့ပါဘူးကြောင်းရင်းတွေကတော့တပုံကြီးပေါ့လေအရာအလုံးကကျွန်တော်အတွက်အသစ်ဖြစ်နေသလိုကျွန်တော်ကျင်သားရထားတာတွေနဲ့လုံးဝကွဲပြားနေတာကလည်းကြောင်းရင်းတစ်ခုပေါ့ဒါပေမဲ့ဒါတွေအားလုံးရဲ့အလွန်မှာမိသားစုနဲ့တူကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့အရာတွေဟာကျွန်တော်တို့ဆက်လက်တိုးတက်စေဖို့နဲ့ရိုးရာအဖြစ်ဘဝအတွက်ကူညီဖြစ်စေတယ်လို့ပဲခံယူထားခဲ့ပါတယ်ပြီးတော့မိုင်ယာမီကိုပြောင်းရတဲ့အချိန်ပေါ့
ဒီပြောင်းလဲရတော့ကိုယ်ပြခြားနာပါတယ်ဘာလို့လဲဆိုတော့ဒါကမိသားစုနဲ့တူရွေးချယ်ခဲ့တဲ့ဆုံးဖြတ်ချက်တခုဖြစ်ခဲ့လို့ပါဒီဆုံးဖြတ်ချက်နဲ့ပဲကျွန်တော်ရဲ့အလုပ်ကိုင်ကိုမယမီမှာဆက်လက်လုပ်ကိုင်ဖို့ကျွန်တော်တို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒါဟာအဓိပ္ပာယ်အများကြီးရှိပါတယ်ကိုယ်ပင်မနေခြင်းနဲ့ဆိုတာကိုရွေးချယ်နိုင်တာပြီးတော့ဒါကိုလက်တွေ့လှုပ်ဆောင်နိုင်တာကကိစ္စတွေကိုအများကြီးပုံမလွယ်ကူစေပါတယ်ကျွန်တော်ဒီမိုင်ယာမီမြို့ကိုရောက်လာပြီးတဲ့နောက်ပိုင်းမှာတော့ပထမဆုံးအနေနဲ့ဒီအံ့ဖွယ်မျိုးကြီးမှာနေထိုင်ရတာရန်ကိုပျော်ဖို့ကောင်းပါတယ်ပြီးတော့ပထမဆုံးနေ့ကလေးကလူတိုင်းစီကနေရရှိခဲ့တဲ့ကျေးဇူးတရားနဲ့မေတ္တာတွေကမယုံနိုင်စရာပါပဲဒီနေ့ဒီလိုကြိုးဆိုမှုကတည်တည်ပါပဲအဲ့ဒီအတွက်လည်းကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်